အခုက17:56 17:56ကျွန်တော်တနားရီပေါ့နော်တနားရီမှာကျွန်တော်ကားရှိကိုရောက်တဲ့အချိန်မှာသူကကားထဲဝင်သွားတယ်ဝင်သွားပြီးတော့လုံးဝကျွန်တော်တကားဖွင့်မှုပြောတဲ့အချိန်မှာလုံးဝဖွင့်ပြီးမောင်းထွက်တော့ကျွန်တော်အရှိကိုမှန်အောင်ရိုက်တယ်မှန်အောင်ရိုက်ပြီးတော့အရှိဘက်မှာသွားဆောင်တော့ကျွန်တော်တိုက်ကျွန်တော်တော့အရင်ထွက်သွားပြီဗျာဒီလားအဲ့လိုမျိုးသူကျွန်တော်ရောက်နေတယ်ဆိုတာတီလို့အဲ့လိုကတ်ပြီးလူကားရုံဝင်ပြေးရဗျာကားရောက်တာနဲ့သူလုံကြုံသွားပြီပေါ့ဗျာသိရမလားအဲ့လိုမျိုးကျွန်တော်ဒေါသတအားထွက်သွားပြီကျွန်တော်သူ့ပို့မဲ့စာမပို့လိုက်အောင်ပို့မဲ့စာပါလဲဆိုတော့ဝုန်းနဲ့တွေ့ရင်မလန့်သွားနဲ့တော့ seriously ဆိုတော့ခွင်းစားကိုလို့ပို့တာအဲ့လိုဖြစ်မှာစိုးလို့ဗျာသိလားအဲ့မှာတော့ sorry အင်းလေးဒီဘက်ထွက်မှာကားပိတ်တကယ်တော့ကားပိတ်ရင်တော့မောင်းထွက်နေအဲ့မှာသူဖုန်းလေးဆက်နေပါကျွန်တော်လို့ဖြစ်ပြောနေဗျာအဲ့မှာကျွန်တော်အမှန်ထုတယ်လက်နဲ့ထုတာလေကျွန်တော်ကဖောက်ကလေးပါတယ်ကျွန်တော်မထုဘူးဗျာကွဲမှာဆိုလို့လက်နဲ့ပဲရိုက်အားတအားပါတယ်ကျွန်တော်ရိုက်ဖောင်း6ချက်9ချက်တော့ရှိတယ်မရတယ်မျိုးကျွန်တော်ဘတ်မန်နဲ့ချက်သူဘတ်မန်နဲ့ချက်ကျွန်တော်ရိုက်ချိုးပြီးပါဗျာလို့သူမောင်းထွက်တာကျွန်တော်ကားနဲ့ကျွန်တော်ကားသွားယူပြီးတော့ကျွန်တော်လိုက်ရှာအရင်တော့ကျွန်တော်ညတော့ကားမတွေ့တော့ကျွန်တော်ပြန်ပြီးတော့အဲ့တောက်လျှောက်ပြန်ရှာဖုန်းဆက်တော့ဆက်သွယ်ပြီးရပြီးမှဖြစ်တယ်ကျွန်တော် SMS ပို့လိုက်တယ်ငါလောက်တော့ငါတောင်းယူတယ်လို့ဖုန်းဆက်နေတာမရဘူးအဲ့လိုလားမကျွန်တော်ပို့တော့